ည10 နာရီခန့်ရှိနေပြီလလည်းမရှိတဲ့အတွက်လမ်းတစ်လျှောက်လုံးမီးမောင်းနေတယ်ပထုံးကတော့ကားပြတ်သွားလို့ဘာလို့ရမလဲမသိပဲကြံရမရဖြစ်နေတော့တယ်ကားကိုချော့ပြီးလည်းမရဘူးကြမ်းပြီးလည်းမလှုပ်ဘူးပထုံးကတော့အတင်းဇွဲလုပ်ပြီးဆက်ပြန်နိုးအောင်ကြိုးစားနေတယ်ဒါပေမဲ့ကားကတော့လုံးဝမနိုးအခြားမတော်ကားတွေကိုလည်းဖြော်ပြီးရှက်ဖို့လက်ပြပေမဲ့ဘယ်ကားကမှမရက်ပေးကြဘူးတဟုန်နဲ့ဖြတ်သွားတဲ့ဘတ်စကားကြီးတစ်စီးပဲတွေ့ရတယ်အင်းစိန်နဲ့မော်ဘီဆက်ကြားလမ်းပေါ်မှာပထုံးတယောက်တည်းကြံခဲ့တယ်နောက်ဆုံးတော့ဒီကားပေါ်မှာပဲတညလုံးအိပ်ရတော့မလားလို့တောင်စဉ်းစားမိလာတယ်စိတ်ကိုလုံးလုံးလျှော့ပြီးအနီးနားကိုပြန်ကြည့်လိုက်တဲ့အခါအမှောင်ထဲမှာမီးရောင်ကလေးတစ်ခုကိုမြင်လိုက်ရတယ်မီးရောင်ရှိရာကိုတွားကြည့်ဖို့ပထုံးဆုံးဖြတ်လိုက်တယ်ခွေးကြည့်စမ်းပါခင်ဗျာအိမ်ကလေးနားရောက်တော့ပထုံးကអော်လိုက်တယ်အိမ်အောက်ထက်ကနေမိမပြိုတယောက်ကဆွဲမအိမ်ကိုင်းပြီးထွက်လာတယ်မကြောက်ပါနဲ့ရှင်ဘသူမှမရှိပါဘူးခွေးလည်းမရှိပါဘူးအကုန်လုံးကညှိတက်နေပါတယ်ရှင်ဘာကိုမှစိုးရိမ်စရာမလိုပါဘူးကြည့်ပါဦးဘာမှမရှိပါဘူးပြည်ဘက်ကကားနဲ့လာတာပါအခုကားပြက်နေတာနဲ့ဝင်လာတာပဲဘယ်နဲ့လောက်ရမလဲမသိတော့ဘူးဒီအနီးမှာလည်းဒီအိမ်တအိမ်ပဲတွေ့တာခွင့်ပြုရင်တ냐လောက်ဒီမှာတဲခိုခွင့်ရရင်ကျွန်တော်တကယ်ကျေးဇူးတင်ပါပါရှင်တယောက်တည်းလားဒီလိုဆိုရင်ကျမယောက်ျားကိုသွားမေးလောက်မယ်ခဏဆောင်ပါကျမယောက်ျားကတီးခုန်တိုင်းပါတယ်လို့ပြောတယ်ကားကရောဘယ်လိုလုပ်မလဲရှင်အော်စတင်ကားလေးပါတွန်းယူရင်ရပါတယ်ဘယ်မှာလဲကျေးဇူးပြုပြီးပြောပြပေးပါဘာဖြစ်တာလဲဒီမှာရှိနေပါတယ်ကျမကိုကြည့်ပါခွင့်ပြုပါဦးဒီမိအိမ်လေးခဏငှားပါစေကားရှိမှအလင်းအောင်လိုရနေလို့ပါဟုတ်ကဲ့ရပါတယ်ကျမလိုက်ကူညီပေးပါမယ်အားနာပါတယ်ဗျာကျုပ်ဒုက္ခရောက်လာလို့ကူညီပေးပါဦးကိစ္စမရှိပါဘူးကျမယောက်ျားလူမမာတွက်ချပါရကိုင်နေလို့မထနိုင်ဘူးနှမို့ရင်သူလာပြီးကူညီပါရဲ့မကြမီပထုံးသည်ကားကိုအားကုန်တွန်းငယ်အိမ်ဘက်သို့လာလေသည်မိမပြိုကမိအိမ်ကိုကိုင်ကလမ်းပြပေးလေလေရှင်စားတော့ပြီးပြီလားရန်ကုန်ရောက်မှစားမယ်လို့အောက်မေ့ပြီးဘာမှယူမလာခဲ့မိဘူးဒီလိုအပြင်အခန့်တက်မဲ့အဲ့ဒီများလာမယ်ဆိုလို့ချက်ပြုတ်ထားတယ်လာလဲမလာကြဘူးထိုင်ပါโอเคစားစရာများကိုမြင်တော့အခါပထုံးအံ့ဩသွားလေသည်တောရွာအိမ်လေးတအိမ်မှာပေါင်မုတ်အသားဘူးစားပါအာမနာပါနဲ့စားတာတောက်တာဟာရှက်စရာမဟုတ်ပါဘူးကျုပ်စားပြီဆိုရင်အမတန်ပတ်ဆက်တည်ရနဲ့အစားကောင်းကြိုက်တတ်တာနဲ့အစားကောင်းဒါထက်မဟိုရင်းရဲ့ယောက်ျားမမနေတာဘယ်လောက်ကြာပြီဒါမဲ့ဘသူပါလဲကိုဘဆောလို့ခေါ်ပါတယ်လဲတာ3လလောက်ရှိပါပြီစိတ်ငြိမ်တဲ့နေရာပဲလူမမာတော့အမတူအားငယ်ရှာလိမ့်မယ်နှစ်ယောက်တည်းပဲလားဟုတ်ပါတယ်ခရီးမရောက်ခင်ဒီမှာပဲနားနေလိုက်ပါဦးဒီကဘာကြီးကရမ်းမျက်လုံးနေလို့ငါ